ဒီအမျိုးသမီးဟာဆိုင်ကိုဘယ်တော့မှပတ်စံတပြားတစ်ချက်မှသုံးစရာမလိုခဲ့ပါဘူး။သူမဟာဘလို့ဖက်နှက်မျိုးကိုမဆိုသဘောကျလို့မျက်စိကျမိပြီဆိုရင်ပဲဘာမှမပြောပဲဒီအတိုင်းယူဆောင်ပြီးထွက်သွားလေးရှိပါတယ်။ဆိုင်ထဲမှာရှိတဲ့ပစ္စည်းမှန်သမျှဟာအစကတည်းကသူမပိုင်ဆိုင်တာကြနေတာပါပဲ။အကယ်၍အခြေအနေကိုမသိတဲ့ဝန်ထမ်းအသစ်တစ်ယောက်ကသူမကိုပတ်စံတောင်းမိရင်တောင်ဆိုင်မန်နေဂျာကိုယ်တိုင်ကအဲ့ဒီဝန်ထမ်းကိုလူပုံအလဲမှာပြန်လဲစုပူချိန်မောင်းလေးရှိပါတယ်။ဒါတွေအားလုံးဟာသူမဟာဒီမျိုးလေးရဲ့တူးတဲ့သောနိုင်ငံကုန်ဆောင်ဂျွန်ဘာကစားသမားဟောင်းဖြစ်ခဲ့လို့ပါပဲ။အတိတ်ကအိုလံပစ်ပြိုင်ပွဲတစ်ခုအတွင်းမှာသူမဟာခြေချင်းဝစ်လိန်သွားပြီးဂျွန်ဘာတန်းပေါ်ကနေပြုတ်ကျခဲ့မှုပေမဲ့ပြိုင်ပွဲကနေလုံးဝမနှုတ်ထွက်ခဲ့ပါဘူး။သူမဟာအခြေခံရေးပေါ်ကူတာမှုကိုပဲခံယူပြီးနောက်မှာတော့နီးပြကိုသူမကိုအမြင့်တန်းဂျွန်ဘာကွက်ပေါ်ပြန်တင်ပေးဖို့ပြောခဲ့ပြီးနာကျင်မှုတွေကိုအန်ဂျိတ်ခံကကစားကွက်တစ်ခုလုံးကိုပြီးဆုံးအောင်ကစားပြခဲ့ပါတယ်။နောက်ဆုံးမှာတော့သူမဟာနိုင်ငံအတွက်ပထမဆုံးအိုလံပစ်ရွှေတံဆိပ်ဆုကြီးကိုဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။အဲ့ဒီပွဲအပြီးမှာတော့သူမဟာလူတိုင်းကလေးစားအားကြရတဲ့အမျိုးသားသူရဲကောင်းတဦးနဲ့ရေပန်းစားဆုံးထိပ်တန်းစတာတဦးဖြစ်လာခဲ့ပါတယ်။မျိုးတွေကနေရာတိုင်းမှာသူမရဲ့ဆုတံဆိပ်တပ်ပုံတွေချိတ်ဆွဲထားတယ်လို့လမ်းတိုင်းမှာလည်းသူမအတွက်တီးတန့်ကားပါကင်နေရာတွေတတ်မှတ်ပေးထားခဲ့ကြပါတယ်။နောက်ဆုံးမျိုးနာမည်ကိုတောင်သူမကိုဂုဏ်ပြုပြီးပြောင်းလဲပစ်ခဲ့ကြတာပါ။လူတိုင်းကသူမကိုဒီလိုမျိုးအခွင့်ထူးခံတယောက်ဖြစ်ပြိုးထောင်ပေးခဲ့ကြပေမဲ့ဒီအခွင့်အရေးတွေကပဲသူမကိုအနားယူပြီးတဲ့နောက်မှာဘဝလမ်းပြောင်းအောင်တွန်းပို့ခဲ့ပါတယ်။သူမဟာတာမန်လူတွေလိုရိုးရိုးသားသားအလုပ်လုပ်ဖို့ညှဉ်းဆန်နေခဲ့ပြီးနောက်ဆုံးမှာတော့ပါရမီရှိတဲ့ဂျွန်ဘာမယ်လေးတယောက်ကိုလေ့ကျင့်ပေးရမယ့်နီးပြအလုပ်ကိုမလွဲမရှောင်သာလက်ခံလိုက်ရပါတော့တယ်။ဒါပေမဲ့နီးပြလုပ်တဲ့ပထမဆုံးရက်မှာတင်သူမဟာအကြံစီရှိနဲ့အဲ့ဒီမိန်းကလေးကိုအစီစိတ်များတဲ့ဂျန်ဖုံးမုံတွေတွားကြွေးခဲ့ပါတယ်။မိန်းကလေးကဝေခွဲမရဖြစ်နေတဲ့ခါမှာလည်းအတင်းအကျပ်ကျွေးမွေးခဲ့တာကြောင့်မိန်းကလေးဟာကြက်ကြော်တွေကိုစားသုံးခဲ့ရပါတယ်။အဲ့ဒီနေ့ကစပြီးသူမဟာမိန်းကလေးကိုနေ့တိုင်းအစီစိတ်မုံတွေကြီးပဲလိုက်ကြွေးပါတော့တယ်။မကြခင်မှာပဲမိန်းကလေးဟာကိုလေးချိန်20ပေါင်အထိတက်လာခဲ့ပြီးအခြေခံအကျဆုံးအမြင့်တန်းဂျွန်ဘာလှုပ်ရှားမှုတွေကိုတော့မလုပ်နိုင်တော့တဲ့အထိဖြစ်သွားခဲ့ပါတယ်။ဒီအခြေအနေကိုသတိထားမိသွားတဲ့အခြားနီးပြတယောက်ကမိန်းကလေးရဲ့တင်တန်းကိုလွှဲပြောင်းယူဖို့ကန့်လန့်လာခဲ့ပေမဲ့သူမကတော့ချက်ချင်းပဲညှင်းဆန်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသူမဟာဒီမိန်းကလေးကိုတကယ်ပဲစနစ်တကျတင် जा ပေးတော့မယ်လို့စိတ်ပိုင်းဖြတ်လိုက်ပါတော့တယ်။ပထမဆုံးအနေနဲ့သူမဟာမိန်းကလေးရဲ့အစားအသောက်ကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်လိုက်ပြီးငွေကြိုင်လာတဲ့ဟင်းလျာတွေကြားထဲမှာတခွားသီးတစ်လုံးနဲ့ပဲအစာရှောင်စေခဲ့ပါတယ်။ရလက်ကတော့ချက်ချင်းကိုတိတာလာခဲ့ပါတယ်။ပြီးနောက်သူမဟာမိန်းကလေးကိုပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလှုပ်ဆောင်စေခဲ့ပြီးလှုပ်ရှားမှုတိုင်းကိုစိတ်ရှည်လက်ရှည်ပြင်ဆင်ပေးကတင်းငယ်တဲ့အချက်လက်တွေကိုအစဂရုစိုက်ပေးခဲ့ပါတယ်။သူမရဲ့ပြင်းထန်တဲ့ဝေဖန်မှုတွေဟာလည်းနောက်ပိုင်းမှာစိတ်ရှည်တဲ့လက်ညှိုးမှုတွေဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။မိန်းကလေးဟာမြေပြင်ပေါ်ဆင်းသက်တဲ့အခါတိုင်းဟန်ချက်ပြက်နေတာကိုမြင်တော့သူမဟာမိမိရဲ့သပင်ချီကွင်းကိုချွတ်လိုက်ပြီးမိန်းကလေးရဲ့ခြေချင်းဝတ်မှာချီနှောင်ပေးလိုက်ပါတယ်။ဒီလိုမျိုးတင်းငယ်တဲ့ပြုပြင်ပြောင်းလဲမှုတစ်ခုကပဲမိန်းကလေးရဲ့မြေပြင်ဆင်းသက်မှုဟန်ချက်ကိုတိတိတတ်တာကောင်းမွန်သွားစေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူမဟာမိန်းကလေးရဲ့ပုံရိပ်ထဲမှာအတိတ်ကပြန်ပွဲစင်မြင့်ပေါ်ကမိမိကိုပြန်လဲမြောင်လာခဲ့ပါတယ်။သူမဟာမိန်းကလေးကိုစစ်မှန်တဲ့မေတ္တာတွေနဲ့ဂရုစိုက်ပေးလာခဲ့ပြီးအယုတ်ဖန်းဆက်ကနေရလာတဲ့အယုတ်တွေကိုတော့လက်ဆောင်ပေးခဲ့ပါတယ်။မကြခင်မှာပဲအားလုံးမျှော်လင့်နေတဲ့အိုလံပစ်ပြိုင်ပွဲကြီးရောက်ရှိလို့လာခဲ့ပါတယ်။မိန်းကလေးပြိုင်ပွဲဝင်ရမယ့်အချိန်ရောက်တဲ့ခါမှာတော့သူမရဲ့ရင်ထဲမှာစိုးရိမ်ထိတ်လန့်မှုတွေအယူအမှုဖြစ်ပေါ်လာခဲ့ပါတယ်။အကယ်၍ဒီမိန်းကလေးသာရွှေတံဆိပ်ရသွားခဲ့ရင်သူမအတိတ်ကပိုင်ဆိုင်ခဲ့တဲ့အရာအလုံးဆုံးရှုံးသွားရတော့မှာပါ။လူတိုင်းရဲ့အကြည့်တွေကချန်ပီယံအသစ်စီရောက်သွားပြီးသူမရဲ့အခွင့်အရေးတွေလည်းပျောက်ကွယ်သွားပါလိမ့်မယ်။အဲ့ဒီအချိန်မှာပဲမိန်းကလေးကိုဘလို့နည်းနဲ့မဆိုဖျက်ဆီးပြီးမိမိရဲ့ချန်ပီယံဂုဏ်ပုဒ်ကိုဆက်ထိန်းထားရမလားဆိုတဲ့မကောင်းတဲ့အတွေးဆိုးတစ်ခုဝင်လာခဲ့ပါသေးတယ်။ဒါပေမဲ့ဒါဟာခဏတာဝင်လာတဲ့အတွေ့အကြုံတစ်ခုသာဖြစ်ပါတယ်။သူမဟာစိတ်ကိုပြန်လဲထိန်းချုပ်လိုက်ပြီးမိန်းကလေးရဲ့မိခင်ထိုင်နေတဲ့ဘက်ကိုလက်ညှိုးညွှန်ပြကပွဲကြီးစင်ပေါ်ကနေမိန်းကလေးကိုစစ်မှန်တဲ့အပြုံးတွေအားပေးမှုတွေနဲ့စိတ်ရင်းမှန်ဖြင့်အားပေးစကားပြောကြားခဲ့ပါတယ်။မျှော်လင့်ထားတဲ့အတိုင်းပါပဲမိန်းကလေးရဲ့လှုပ်ရှားမှုတွေဟာအဖြစ်ပြောစရာမရှိအောင်ပြည့်စုံလုံးခဲ့ပြီးအိုလံပစ်ရွှေတံဆိပ်ဆုကြီးကိုလှပစွာဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။သူမခံမှန်းထားခဲ့တယ်လို့ပဲကင်မရာအားလုံးကချန်ပီယံအသစ်စီကိုပဲလှည့်သွားခဲ့ကြပြီးသူမကတော့လူအုပ်ကြီးရဲ့အစွန်းနာကိုရောက်ရှိသွားခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့သူမရဲ့နှလုံးသားထဲမှာဘာမနာလိုစိတ်နဲ့ဘာမကျေနပ်ချက်မှရှိမနေခဲ့ပါဘူး။သူမဟာပြိုင်ပွဲကွင်းထဲကနေတိတ်တဆိတ်ပဲလှည့်ထွက်လာခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူမဟာနှစ်ပေါင်းများစွာမိမိကိုတုံ့နှောင်ထားခဲ့တဲ့ရွှေတံဆိပ်ဆုရဲ့အရေးအောက်ကနေနောက်ဆုံးမှာတော့လွတ်မြောက်သွားခဲ့ပြီဖြစ်လို့ပါပဲ။သူမဟာမျိုးဆက်သစ်တွေကိုလမ်းပြပေးရမယ့်နည်းပြတစ်ယောက်အနေနဲ့ဘဝရဲ့အတိတ်ပဲတစ်ကိုရှာဖွေတွေ့ရှိသွားခဲ့ပြီးစစ်မှန်တဲ့စိတ်အေးချမ်းမှုကိုရရှိသွားခဲ့ပါတော့လေဗျာ။ဒီဇလန်လေးကိုသဘောကျတယ်ဆိုရင် like နဲ့ share လုပ်ပြီးအားပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ဗျာ။နောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာရုပ်ရှင်ဇလန်တိုလေးတွေကိုနေ့တိုင်းလက်မလွတ်တမ်းကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်ရဲ့ page လေးကိုအခုပဲ follow လုပ်ထားပေးကြပါဦးဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။